ဂေါတမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားကိုဖူးခြင်းနဲ့အဲ့ဒီလိုလဲပြောလိုက်ရောပါဝေယကလူလေပဲဗျဂေါတမဗုဒ္ဓနဲ့သာသွားတွေ့မယ်ဆိုရင်သူ့ကိုကြည်ညိုသွားတာနဲ့ငါ့ကိုလုံးဝထက်တွက်တော့မှမဟုတ်တော့ဘူးတဲ့သူ့စိတ်ထဲမှာစဉ်းစားတာခမရဘာလို့သွားပြီးတော့ဖူးမြော်မှာလဲအဲ့ဒီဂေါတမဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဟာအာဝတ္တနိယမာယာအောက်လမ်းပညာတတ်တယ်သူသည်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုမကြည်ညိုရမနေနိုင်အောင်ဆွဲဆောင်တတ်တဲ့အတတ်ပညာဘုရားလက်ထက်ကဒိဋ္ဌိတွေကမြတ်စွာဘုရားကိုမနာလို့တော့အဲ့ဒါလိုအပုတ်ချကြတာအမှန်ကတော့မြတ်စွာဘုရားဆိုတာကသိပြီးတော့တပ်ပယ်တဲ့ရုပ်အစင်းကိလေသာကိန်းနေလို့အင်မတန်ငြိမ်းချမ်းနေတဲ့မျက်နှာအဲ့ဒါလိုရုပ်အစင်းဘက်ကရောဓမ္မဘက်ကရောပြောစရာမရှိအောင်ပြည့်စုံတာဆိုတော့မြင်ရရင်မကြည်ညိုရရင်မနေနိုင်ဘူးအဲ့ဒါကိုမနာလို့အဲ့ဒါလိုမြတ်စွာဘုရားကိုအာဝတ္တနိယမာယာတတ်တယ်လို့ပြောကြတာတဲ့အဲ့ဒါလိုပြောပြီးတော့တားလိုက်တော့ဒကမာကြီးကနောက်ဆုတ်သွားရောနောက်ရက်အနေငယ်ကြတော့ဒုတိယပြီးနှစ်ကြိမ်မြောက်မြတ်စွာဘုရားကိုဖူးမြော်ခြင်းတော့သွားပြီးတော့တိုင်မင်းနဲ့တားပြန်တာပဲတတိယအကြိမ်တိုင်မင်းနဲ့တားပြန်တာပဲစတုထအကြိမ်ကြတော့မတိုင်မင်းတော့ဘူးအဲ့ဒါမြတ်စွာဘုရားစီကိုသူ့ရဲ့သားအရင်ကိုလွှတ်တယ်ငါသားမနေ့ပြန်မနေ့မှာအဲ့ဒီမြတ်စွာဘုရားကိုနောက်ပါတန်ခါများစွာနဲ့အိမ်ကိုဆွမ်းစားကြွပါလို့သွားပြီးတော့ပင့်ကြီးလို့ခိုင်းလိုက်တယ်အိမ်မှာမန္တကြီးထိုးပြီးတော့မြတ်စွာဘုရားတန်ခါတော်တွေဖုံးပေးဖို့ဆွမ်းကွမ်းတွေစီစဉ်ပြီးတော့တက္ကပါကြီးကနေတာအဲ့ဒါဘုရားသွားပင့်တဲ့သားကဘုရားစီတန်းမသွားဘဲနဲ့ပါဝေယကစီကိုဝင်တာဝင်တဲ့အခါကျတော့မင်းဘယ်သွားမှတော့မြတ်စွာဘုရားကိုအမေကသွားပင့်ခိုင်းလို့ဖေဟာသွားမပင့်နဲ့ကွာအမေစကားနားမထောင်မဲမနေရဘူးဖေအေးအဲ့ဒီလိုဆိုရင်မင်းအမေစကားကိုလည်းနားမထောင်ရမရောက်အောင်ငါတို့အကြံစီလဲအောင်မြင်အောင်မင်းဖះစီကိုသွားပြီးတော့ပင့်တော့ပင့်ခဲ့ကွာဒါပေမဲ့လို့မြတ်စွာဘုရားကြွလာရမယ့်နေရာကဘယ်နေရာဘယ်လမ်းဘယ်စုအိမ်လို့မင်းနေရာဒေသကိုမပြောခဲ့နဲ့တဲ့အရှင်ဘုရားမနေ့ပြန်ဆုံးဖုံးပေးကြွပါဘုရားလို့ဒါပဲပင့်ပြီးတော့ပြန်လာခဲ့အဲ့ဒါဆိုရင်မင်းတို့အိမ်ဘယ်နာနေမှမသိတော့အဲ့ဒီမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်အတွက်ချက်ထားတဲ့စွန့်နေကွန်းတွေကိုငါတို့နှစ်ယောက်စားကြတာပေါ့အဲ့ဒါလို့အကြံပေးတော့အဲ့ဒီကလေးကမြတ်စွာဘုရားကိုသွားပင့်တယ်အရှင်ဘုရားမနေ့ပြန်မှာတပည့်တော်တို့အိမ်ကိုဆုံးဖုံးပေးကြွပါဒါပဲပြောခဲ့တာနောက်နေ့မနေ့လင်းတဲ့အခါကျတော့နောက်ပါတန်ခါများစွာချမ်းရံပြီးတော့မြတ်စွာဘုရားကအိမ်တော်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်ကြွလာတယ်မြတ်စွာဘုရားရောက်မလာခင်မှာတက္ကတုံးကအရင်ရောက်လာတော့ဘုရားနဲ့အယူအဆမတူတဲ့အတွက်ကြောင့်အိမ်ခန်းထဲမှာသူ့ကိုတကားပေါက်ပိတ်ပြီးတော့ကျွေးစရာရှိတာကျွေးထားတာဒကမာကြီးကအချိန်တန်တော့မြတ်စွာဘုရားရောက်လာတော့သူအံ့ဩနေတယ်နေရာကိုမပြောခဲ့ပဲနဲ့ဘယ်နဲ့ကြောင့်ရောက်လာတော့အဲ့ဒါကိုဦးဇင်းတို့စာထဲကရှင်းပြထားတယ်ဘုရားဆိုတာတဲ့နတ်ပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းကိုလည်းသိတယ်တဲ့ဟုတ်လားဗြဟ္မပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်စိတ်ဝင်စားတယ်ဆိုရင်ငရဲပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်နောက်ဆုံးဘဝတန်တရားကထွက်မြောက်ရာဂတိဝိမု ക്ത လို့ဆိုရတဲ့နိဗ္ဗာန်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်တာဝိဋ္ဌိမြို့တဲကရှိတဲ့အိမ်တအိမ်ကိုသွားရတဲ့လမ်းလောက်တော့ဘယ်မသိဘဲနေမှာလေတဲ့ဒီလိုလေးရှင်းပြထားတယ်ဒီတော့တရားဓမ္မတို့ဦးဇင်းတို့အတွက်သွားခြင်းတယ်ဆိုရင်ပန်းတိုင်အသီးသီးကိုရောက်တဲ့လမ်းတွေကိုမြတ်စွာဘုရားပြောမထားဘူးလားပြောထားတယ်ကိုကြိုက်တဲ့လမ်းကိုကိုလျှောက်ကြဖို့ပါပဲဟုတ်ရလားခုမြတ်စွာဘုရားကအိမ်ကိုရောက်လာတော့တက္ကတုံးကအံ့ဩနေတယ်အဲ့ဒါမြတ်စွာဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုစွန့်ဖုံးပေးဖို့စွန့်ကပ်စွန့်ဖုံးပေးပြီးပြီဆိုတော့မြတ်စွာဘုရားကအနုမောဒနာတရားများဟောကြားဒကမာကြီးဆိုတာမပြောနဲ့တော့ပျော်လိုက်တာပီတိတွေနဲ့ကြည်စံအတွေ့နောက်ကျလိုက်တာအင်မတန်နူးညံ့တဲ့အင်မတန်သိမ်မွေ့တဲ့အင်မတန်သက်ပယ်တဲ့အင်မတန်အဓိပ္ပာယ်ရှိတဲ့တရားစကားတွေကိုပြောကြားတော်မူတဲ့မြတ်စွာဘုရားမြတ်စွာဘုရားကလေးနဲ့တဲ့အဓိပ္ပာယ်တစ်ခုကိုပြောလိုက်တိုင်းအောက်ကသာဓုအကျဉ်းချင်းခေါ်လို့ပြောပြီးတော့ပီတိတွေနဲ့နှစ်သက်နေတာဒကမာကြီးကမြတ်စွာဘုရားကလည်းရှေ့ကတရားဟောပေါ့ဗျာ
အဲ့ဒီလိုဒကမာကြီးကပီတိတွေနဲ့နှစ်သက်နေပြီမလို့အိမ်ကန်းထဲမှာတကားပေါက်ပိတ်ပြီးတော့စားတောက်နေတဲ့ပါဝေယကလုံးဝမကျေနပ်ဘူးပြက်စီးသွားပြီတဲ့ငါရဲ့လက်လာဘတွင်ကြီးခန်းချောက်သွားပြီဒီဒကမာကြီးကငါ့ကိုဘယ်လိုမှကြည်ညိုတော့မှမဟုတ်တော့ဘူးမနာလိုတဲ့တရားတွေဝန်တိုတဲ့တရားတွေနှိပ်စက်ပြီးတော့မအောင်နိုင်မအီးနိုင်မဲနဲ့တကားပေါက်ကိုဖြုံးကနေဖွင့်ပရိသတ်တွေတန်ဃာတော်တွေနဲ့ဝန်းရံနေတဲ့မြတ်စွာဘုရားရဲ့ရှေ့ကိုရောက်လာပြီးတော့လက်ညှိုးထိုးပြီးတော့ဘုရားကိုဆဲတယ်တဲ့အဲ့ဒီတက္ကတုံးကဘုရားကိုဆဲပြီးအားမရတော့ဒကမာကြီးကိုလည်းဆဲတဲ့အယုဒ္ဓအနတ္တတွေပြောပြီးတော့အဲ့ဒါတခါတည်းထွက်ပြေးသွားတာပါဝေယကအဲ့ဒီမှာဒကမာကြီးကစောစောကဖြစ်နေတဲ့ပီတိတွေကြက်ပြောက်ငှက်ပြောက်ပျောက်သွားပြီမရှိတော့